စလုံးနဲ့တီချာထက်ခဲ့နော်မမတဲလေဒီလိုပုံစံကြီးလုံးဝလိုက်မတက်ချင်ဘူးကိုတော့အရင်စိတ်ပြက်တယ်တိလားအိမ်ရောက်ပြီးဆိုတာနဲ့ဒီလိုစပန့်ကောင်းဝင်တဲ့ထဲနဲ့မမတဲကစင်ဒရဲလာလေးဖြစ်နေပြီအိမ်မှာပေါ့နော်မနေ့ညကမမတဲအိမ်ပြန်ရောက်တယ်ပေါ့နော်အိမ်ပြန်ရောက်တယ်ဒီနေ့ဆိုရင်မမတဲလုံးဝအိမ်ရာကမထနိုင်ဘူးတကိုယ်လုံးကိုတိုက်ခဲပြီးမှလေတိလားတွားလေတဲ့အချိန်မှာအရန်ပျော်တယ်ပြန်လာတဲ့အချိန်ဆိုရင်တော့အရန်ကိုပင်ပန်းတလို့ခံစားရတယ်အဲ့ဒါဒီနေ့လေဟေးလည်းမချက်ထားဘူးဆိုတော့လေပုံမှန်ဆိုရင်တော့ကျမအမချင်းချင်းအိမ်မှာဂုံသွားဆင်းနေပေါ့နော်ဒါပေမဲ့အခုလည်းဂုံသွားဆင်းမှုအားနာတယ်အိမ်မှာကလေးတွေကလည်းတအားများတယ်မချင်းချင်းတို့လည်းခီးကနေပြန်ရောက်တယ်ဆိုတော့အရန်ပင်ပန်းတယ်အဲ့နဲ့မမတဲရအခုလေဒီမှာဒီရန်ကုန်မြို့ကပေါက်ဆန်းဆိုင်လေပေါက်ဆန်းအရတာစားတောက်ဆိုင်လေပန်းသေးဆိုင်လိုမျိုးပေါ့နော်တရုတ်အရတာပေါ့နော်အဲ့ဆိုင်ကမုတ်ကိုပထမတစ်ချိန်နှစ်ချိန်သုံးချိန်ဝယ်စားပြီးပြီဆိုင်မှာတော့တစ်ချိန်ပဲသွားစားတယ်ဆိုင်မှာကတစ်ချိန်ပဲတော့စားဖြစ်တယ်ပေါ့နော်အိမ်မှာဝယ်စားတာတော့2ချိန်3ချိန်ရှိပြီမမတဲအခုပြောပေးချင်တာပါလဲဆိုတော့လေပုတ်တီကိုကြည့်ပြီးမှဒီမှာစတွေးတွေလည်းမျိုးချတယ်စားချင်လို့လုံးဝဒီ Chinese အရတာမျိုးပေါ့နော်လုံးဝပန်းတီးအရတာ Chinese အရတာမျိုးကိုစားချင်တယ်ဆိုရင်တော့ရန်ကုန်မှာဖွင့်ထားတယ်ပုတ်ဆန်းစားတောက်ဆိုင်မှာစားအဲ့စားတောက်ဆိုင်ကအရတာလုံးဝ Chinese အစ်အရတာတူတူပဲအရန်ကောင်းတယ်အရတာအရန်ကောင်းမလေးမွေးလိုက်တာဒီမှာပြောနေတယ်စတူရမျိုးချနေဒီမှာကြည့်လိုက်ဒါကတော့အမဲသားပေါ့နော်အမဲသားအစုံကိုကြော်ထားတာပေါ့နော်ပြီးတော့လို့ရှိရင်ဒီမှာဒီဟာကမမတဲတရုပ်ပြီးမှနေတော့ဆိုအရန်ကြိုက်တယ်ဒါငြုတ်တီအစိမ်းအပွားနဲ့အမဲသားတလို့အချိန်နဲ့ကြော်ထားအမလေးမွေးလိုက်တာဒါလေးနဲ့သမင်းဖြူတစ်စလုံးလေးနဲ့တူလေးနဲ့စားလိုက် so good အရန်ကောင်းဒီမှာပြီးတော့ဒီမှာအချင်းလေးအရန်ကောင်းတယ်ကွယ်မမတဲအခုဒီမှာတောင်ပေါ်ဘက်ကိုအလေခီးထွက်ခဲ့တယ်ပေါ့နော်ဒါပေမဲ့အိပ်ဘက်ကအချင်းမမတဲမစားတော့အိပ်ဘက်ကအချင်းတွေကဘလို့ဖြစ်နေရလဲဆိုတော့လေချိုးနေတယ်တိလားမမတဲကတရုတ်အချင်းကိုပို့ကြိုက်တယ်အဲ့ချင်းဘက်တွေပေါ့နော်တရုတ်အချင်းရတာကိုပို့ကြိုက်တယ်ဒီအချင်းရတာတရုတ်အချင်းရတာအဲ့ဒါကိုတော့ပြန်တုတ်ထားပေးရအရန်ကောင်းတယ်ကွာဖားဟူယူလားမပြမယ်တရုတ်ဖားဟူဆိုတာလေဒါမှအစ်မတဲပြမယ်မှာအကြီးကြီးစားဖို့မိမလာချင်ငါပြချင်နေစုံနဲ့ကင်မရာယူပေးတေးစားပြမယ်တရုတ်ဖားဟူဆိုတာဒီလိုမျိုးပြမယ်နော်ဒီမှာကြည့်ဒါမှဖားဟူနော်ဒါဖားဟူလို့ခေါ်တယ်အမဲစွပ်ပြုတ်ဖို့အဲ့လိုမျိုးပုံစံပေါ့နော်အရန်စားကောင်း